မေတ္တာကရုဏာရှေးမှာထားပြီးတော့နော်ဒီလိုဆိုမြန်မာနိုင်ငံအဝှမ်းရှိကြတဲ့တရားဓမ္မတွေနှလုံးစိတ်ဝမ်းအေးချမ်းဖို့ကမ္ဘာသူကမ္ဘာသားတွေနှလုံးစိတ်ဝမ်းအေးချမ်းဖို့ကာရုညစိတ်တံဥပါထာပိတဝအာယသမအာနန္ဒထေရဝိယဟုတ်လားအရှင်အာနန္ဒမထေရကြီးကဲ့သို့ကရုဏာမေတ္တာရှေ့မှာထားပြီးတော့ယတနာသုတ်တံကိုသေရကူဝိုးရွစေအတိုင်းရွတ်ဖတ်ပွားများတော်မူကြရာအချိန်တန်ပါပြီသံဃာတော်ရှင်မြတ်တို့ဘုရားယာနိဒဗုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝါအန္တလိခေသဗ္ဗေဝဗုဒ္ဓသုမနာဘဝန္တုအထာပိသကိသသုနန္တုပါတိတံတသမယိဗုဒ္ဓနိသမေထသဗ္ဗေမေတ္တံကရောထမာနုသိယပဇာယဒီဝါစရတောသဟရန္တိယေပလေတသမဟိနေရကတာအပပတ္တာယံကိဉ္စီဝိတံဣဒဝါဟုရံဝါသကေသူဝါယံယရဏံပဏိတံနနောသမံအဋ္ဌိတထာဂတေနဣဒံပိဗုဒ္ဓေယရဏံပဏိတံဧတေနသစ္စေနသုဝတိဟောတုဝနပါကုံပိယထာဗုဒ္ဓိတကေဂိမာနမသေပထမသမိန်ဂိမေတတုပမံဓမ္မဝရံအာတိတယိနိဗ္ဗာနဂမိပရမံဟိတာယဣဒံပိဗုဒ္ဓေယရဏံပဏိတံဧတေနသစ္စေနသုဝတိဟောတုဝရောဝရညုဝရတောဝရဟရောနုတရောဓမ္မဝရံအာတေတယိဣဒံပိဗုဒ္ဓေယရဏံပဏိတံဧတေနသစ္စေနသုဝတိဟောတုယာနိဒဗုဒ္ဓာနိသမဂတာနိဗုမ္မာနိဝါယာနိဝါအန္တလိခေတတဂတံဒေဝမနုဿပုဇိတာဗုဒ္ဓံနမတမသုဝတိဟောတုယံကိဉ္စီဝိတံဣဒဝါဟုရံဝါသကေသူဝါယံယရဏံပဏိတံနနောသမံအဋ္ဌိတထာဂတေနဣဒံပိဓမ္မေယရဏံပဏိတံဧတေနသစ္စေနသုဝတိဟောတုခယံဝိရာဂမတံပဏိတံယတိစကသကြမုနိသမာဟိတောနာတေနာဓမေနာသမတိကိဉ္စီဣဒံပိဓမ္မေယရဏံပဏိတံဧတေနာသစ္စေနသုဝတိဟောတုယံဗုဒ္ဓသေထောပရိဝဏယိသုစေသမာဓိမာနန္တရိကိညမဟုသမာဓိနာတေနသမောနဝိဇ္ဇတိဣဒံပိဓမ္မေယရဏံပဏိတံဧတေနသစ္စေနသုဝတိဟောတုယာနိဒဗုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝါအန္တလိခေတတဂတံဒေဝမနုဿပုဇိတံဓမ္မံနမတမသုဝတိဟောတု
Yang kaisi waita ida wahurawa Begitu wayang yarana panida Nanodama adhida dhagadena Idambi tangge yarana panida Idina disina duwadi hodu Ye Pogala Tadam Badha Sadari Idani Yugani Hondi De Dekhi Ya Dugada Bhavaka Ede Dudinani Mahabhalani Idambi Tangge Yarana Panida Idina Disena Duwadi Hodu Ye the Payuda Manada Danlena Negamina Godama Dadanami De Padi Pada Madan Wigasha Lada Muda Nebude Bonsa Mana Idam Bidangirana Panida Edena Desena Duadi Hodu Yatainda Kila Badawaithi Dothiya Sadobi Wadehi Adhambagambiya Tatuba Mantha Purithan Wadami Yariya Dhisani Awesa Badade Idambi Dhangirana Panida Edena Dhisena Duwadi Hodu Yeriya Dhisani Vibhavayandi Gambira Penyena Dudithidani Kaisa Bide Hondi Buddham Pamada Nade Bhava Adhama Mariyandi Idambi Tangge Yaranam Panida Edina Dhisena Duwadi Hodu Bahawada Dhathana Thambadaya Dayathu Dhamma Zahida Bhavandi Bekaya Dethi Visikasitinsa Dilabadawapi Yadati Kaisi Saduha Bayahisa Vibhamauda Sesa Bhitanani Abhabagada Idam Bidhange Yaranam Panida Idina Dhisena Duwadi Hodu Kaisa Bidha Gamagrodi Babaga Kayena Wasa Udasiddhathawa Abhabadha Datha Padaisadaya Abhabada Dita Padatha Vauddha Idam Bidhange Yaranam Panida Edena Dhisena Duwadi Hodu Kinam Purana Nawanadi Thambhavam Virata Saita Yadiki Bhavadame Dekhina Bisa Aviram Lisanda Nebandi Dira Yatayam Padipo Idam Bidhange Yaranam Panida Edena Dhisena Duwadi Hodu Yanida Buddhani Dhamagadani Bhaumani Vayani Va Andaleke Dadagadan Dewa Manotha Bhusida Bhanga Namadha Madhuvadi Hodu Mahakarunika Natha Hidaya Thava Banina Buridawa Parami Thava Bada Thambodhi Muddhama Edena Dhisa Visena Thuti De Hodu Thabada Sayanta Bodhiya Mule Techana Nandi Vadana
ဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလေအပရာဇိတပလင်ငယ်တိသေပုဒ္ဓဝိပုဂ္ဂလေအဘိသေကေသဗ္ဗဗုဒ္ဓနာဧကပါတောပမောဒတိသောတေခတံသူမင်္ဂလံသုပ္ပပါဒံသူဩဋ္ဌိတံသောကနာသူမဟုတ်တောသသူယိတံပြမစာရိတုပတေခိနံကာယကမ္မံဝါစာကမ္မံပတေခိနံပတေခိနံမနောကမ္မံပဏိတိတေပတေခိနေပတေခိနန္တိကတဝါနာလဗန္တတိပတေခိနေတေအတ္တလတ္တာသုခိတာဝိရုံလာဗုဒ္ဓသာသနေအာရောဂသုခိတာဟောဒသဟသဗ္ဗေဟိညာတိပိတေအတ္တလတ္တာသုခိတာဝိရုံလာဗုဒ္ဓသာသနေအဝေရာသုခိတာဟောဒသဟသဗ္ဗေဟိညာတိပိတေအတ္တလတ္တာသုခိတာဝိရုံလာဗုဒ္ဓသာသနေအနိကာသုခိတာဟောဒသဟသဗ္ဗေဟိညာတိပိတေအတ္တလတ္တာသုခိတာဝိရုံလာဗုဒ္ဓသာသနေအပြာပိစ္ဆာသုခိတာဟောဒသဟသဗ္ဗေဟိညာတိပိတေအတ္တလတ္တာသုခိတာဝိရုံလာဗုဒ္ဓသာသနေအသောကာသုခိတာဟောဒသဟသဗ္ဗေဟိညာတိပိယံဒုံနိမိတံဝမင်္ဂလင်္စယောသမနာပုသကုဏသသတောပပေကဟောဒုသုပိနံအကန္တံဗုဒ္ဓ ानु ဘဝေနဝိနာသမင်တုယံဒုံနိမိတံဝမင်္ဂလင်္စယောသမနာပုသကုဏသသတောပပေကဟောဒုသုပိနံအကန္တံဓမ္မာ ानु ဘဝေနဝိနာသမင်တုယံဒုံနိမိတံဝမင်္ဂလင်္စယောသမနာပုသကုဏသသတောပပေကဟောဒုသုပိနံအကန္တံသံဃာ ानु ဘဝေနဝိနာသမင်တုဘောဓိယပိစယောဟောတုဣဒံနောပုညမင်္ဂလံပုညဘာကံသုလဗန္တုပမောဒန္တုသဒေဝကာနောအမကံမြင့်မြတ်သာကြီးပါရမီရင်ကျူးဇာနေတုသူတော်စင်ကုသိုလ်ရှင်ကျွန်ုပ်တို့ဤဣဒံပုညမင်္ဂလဗုဒ္ဓသာသနာတွန့်ရှိစွာလင်တည်တံ့စေရန်ဤစိတ်သံ၍ပိဋိဘံမျှော်မှန်းလျက်အထောက်ကြရတဲ့ကောင်းမှုမင်္ဂလာပြပြသည်ဘောရိယသစ္စာလေးအင်ခိုင်သစဉ်ကိုပြန်ရှင်စုခုထုတ်ဖို့ရင်သံဘောရိညာဤပေစယောဥပနိဒယအမိရ၍မုတ်ချရာကြောင့်ကောင်းမြတ်သောအထောက်ပံ့တစ်ခုသည်ဟောတုမုတ်ချစင်စစ်ဖြစ်ပါစေတည်းဣဒံပုညဘာကံသဝဒိန်သာခေပေါင်းမှနှစ်တထောင်ချိန်ကြာမှတကြိမ်သာတဆန်းတဲ့နဲ့နတ်ပန်းပွင့်အာသာပရိလောပမာကြီးထွန်းသက်လျက်တသက်မှာတခါကြုံရရတဲ့ဒုံလဘအစိတ်ဤကုသိုလ်ပုံညအနှစ်တွေကိုသဒေဝကာကဘာမနေသမျှဝိရိယများစွာတတ္တဝအနန္တမန္တမြတို့သည်ဒုလဘံတုကိုစီအလုံးညီလျက်ဆုံးညီပြီးဝအလုံးပြတူအယယူနိုင်ကြပါစေကုန်သတည်းဒုလဒါနကိုစီအလုံးညီလျက်ဆုံးညီပြီးဝအလုံးမြတ်တို့အယယူနိုင်ကြကုန်သည်ဖြစ်၍ပမောဒန္တုရွှေလန်းကြီးမိဝါကွမ်းပုံစီတွေ့သလိုပီတိငွေစိတ်မှထုံလျက်အိဋ္ဌာယံအတွေ့ထူးလို့မို့ကြည်နုကိုပင်ဝမ်းမြောက်တော်မူနိုင်ကြပါစေကုန်သတည်းပမောဒန္တုလူပြည်သာပဋ္ဌနာအောင်စုအခါကပြုလျက်သာဓုသံအောင်နမိတ်ဖြင့်အောင်ဘိသိက်သွန်ကြပါစေကုန်သတည်း